ဇလန်လေးရဲ့အစမှာတော့ဝမ်ချွေော်ဆိုတဲ့အမျိုးသမီးလေးတအုပ်ကညာနဲ့တဲ့အချိန်ထိတောင်အိမ်မပြန်သေးပဲရုံးမှညသာစားရင်အလုပ်လုပ်နေပါတယ်။သူမရဲ့အလုပ်ကတော့မိစ္ဆာပြင်းရဲ့အချစ်ဆုံးကိုလို့တော်ဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုအကဲဖြတ်ကြည့်ပြီးစံညွှန်းပြင်ဆင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဝမ်ချွေော်ကဝတ္ထုကိုအသေးစိတ်လိုက်ဖတ်မနေတော့ပဲအရေးကြီးတဲ့ဇက်အိမ်လေးတွေကိုသာအချင်းချုပ်ဖတ်ကြည့်နေခဲ့ပါတယ်။အဲဒီချိန်ဝမ်ချွေော်အနာကိုတငယ်ချင်းတယောက်ရောက်လာပြီးမနှက်ပြတ်မှာကြောက်ရွံ့မဲ့မင်းရဲ့မွေးနေ့အတွက်ကြိုပြီးဆူတောင်းပေးခဲ့မယ်ဆိုကမိချစ်လေးနဲ့မိထွန်းလိုက်ပါတယ်။တငယ်ချင်းကကြီးကြီးမားမားဆူတောင်းဖို့ပြောတော့ဝမ်ချွေော်လည်းသူမရဲ့ဆူတောင်းနေတာတကယ်ပြေးသွားခဲ့မယ်ဆိုရင်အခုလက်ရှိသူမဖတ်နေတဲ့ဝတ္ထုဇလန်လေးတော့ဝင်သွားပြီးပြင်းစရာကောင်းတဲ့ဇလန်ဆက်ကွက်တွေကိုပြောင်းလဲပြစ်ချင်ကြောင်းဆူတောင်းလိုက်ပါတော့တယ်။လှုပ်သိမ်းပြီးလို့အိမ်ပြန်တဲ့လမ်းမှာလဲဝမ်ချွေော်တယောက်မိစ္ဆာပင်ရဲ့အချစ်ဆုံးကိုလို့တော်ဝတ္ထုအကြောင်းကိုပဲစဉ်းစားမိနေခဲ့ပါတယ်။လူနဲ့ရထားပေါ်ကိုတက်ပြီးပေါ့ပါဝတ္ထုလေးဖတ်ဖို့စာအုပ်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူမရဲ့ဖုန်းထဲကနေမွေးနေ့ယောက်ျောင်းအချက်ပေးတဲ့မိလာခဲ့ပါတယ်။အဲဒီချိန်မှာပဲဘသူဆိုလိုက်မှမသိတဲ့မွေးနေ့ဆူတောင်းတဲ့သချင်းတစ်ပုဒ်ထွက်ပေါ်လာပြီးဝမ်ချွေော်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးလဲလုံးဝရပ်တန့်သွားခဲ့ပါတယ်။အခုလိုမော်ဆန်တဲ့ဖြစ်ရမျိုးကြောင့်ဝမ်ချွေော်တယောက်သူပေးနာလူတွေကိုတန်းအတော်နဲ့လိုက်ကြည့်နေတော့မှပဲဝတ္ထုစာအုပ်ထဲကနေစလုံးတွေပြန်တက်လာပြီးဝမ်ချွေော်ကိုဝါမျိုးသွားပါတော့တယ်။ဝမ်ချွေော်သတိပြန်ရလာချိန်မှာတော့နန်းတွင်အသုံးဆောင်နေတဲ့ပြည့်နေတဲ့ခန်းခန်းနားနားအိမ်တော်ကြီးတစ်ခုထဲမှာရောက်ရှိနေခဲ့ပါပြီ။အပြင်ထွက်ကြည့်လိုက်တော့လဲနန်းတွင်သူနန်းတွင်သားတွေကပုံမှန်တိုင်းသွားလာလှုပ်ရှားနေကြတာကိုမြင်လိုက်ရတာကြောင့်ဒါသူမဆူတောင်းနေပြေးသွားပြီးမိစ္ဆာပြင်းရဲ့အချစ်ဆုံးကိုလို့တော်ဝတ္ထုတွေကိုရောက်ရှိလာပြီးဆိုတော့ဝမ်ချွေော်သဘောပေါက်သွားပါတယ်။အဲဒီချိန်ရန်ချွေော်လေးတယောက်ရောက်လာပြီးကိုလို့တော်ယူဒီနေ့ညဘရင်မင်းမြတ်ကိုအခါသားဝင်ရပါမယ်လို့ပြောလာတာကြောင့်ဝမ်ချွေော်လည်းသူမဟာဝတ္ထုထဲမှာဖီလင်ဇက်ကောင်ဖြစ်တဲ့ကိုလို့တော်ရီဝမ်ရင်အဖြစ်ရောက်ရှိလာခဲ့ပြီးဆိုတော့သိလိုက်ရပါတယ်။ကိုလို့တော်ရီဝမ်ရင်ဆိုသူကတော့ဝတ္ထုဇက်ကြောင်းရဆိုရင်ဇက်လိုက်မင်းသမီးလေးရှဲ့ရုံအားကိုအမြဲတမ်းအနိုင်ကျင့်နေသူဖြစ်ပြီးအဆုံးသတ်မှာဇက်လိုက်မင်းသားတွန်ရဲ့လက်ချက်နဲ့တေဆုံးရမယ့်ဇက်ကောင်ဖြစ်ပါတယ်။အဲဒါကြောင့်ဝမ်ချွေော်လည်းနေရင်ထိုင်ဖီလင်ဖြစ်သွားတဲ့သူ့အဖြစ်ကိုပြန်တွေးကြည့်ရင်စိတ်ဓာတ်တွေကျနေခဲ့ရပါတယ်။ဒါပေမဲ့လည်းညံကောင်းတဲ့ဝမ်ချွေော်ကဝတ္ထုဇက်ကြောင်းအတိုင်းတော့အသေးခံလိုက်လို့မဖြစ်ဘူးဆိုပြီးရှဲ့ရုံအားနဲ့ဇက်လိုက်မင်းသမီးနေရာကိုပြန်လူကကံကြမ္မာကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။လုံနဲ့ပဲရီဝမ်ရင်တစ်ဖြစ်လဲဝမ်ချွေော်ကဘရင်မင်းမနဲ့တွားတွေ့ရင်အလှပဆောင်ဖြစ်နေစေဖို့အတွက်ခစ်ပေါ်အလှပြင်နည်းရည်နဲ့မိတ်ကပ်လိမ့်ပြီးနတ်သမီးတစ်ပါးလိုပြင်ဆင်ထားလိုက်ပါတော့တယ်။ညဘက်ရောက်တဲ့အခါမှာတော့ဘရင်ရဲ့အစီခံအန်ကုံရောက်လာပြီးရီဝမ်ရင်ကိုဘရင်မင်းမြတ်နေထိုင်ရာရုံရန်ခမ်းမဆောင်စီကိုလိုက်ပို့ပေးပါတယ်။ခမ်းမထဲကိုရောက်တော့ရီဝမ်ရင်တယောက်ဘရင်ကြီးရဲ့ယုံကြည်မှုကိုရအောင်ယူမယ်ဆိုပြီးဂါရဝပြုပါတဲ့အရှင်မင်းကြီးလို့ချွတ်သားနှုတ်ဆက်လိုက်ပေမဲ့ဘရင်ကတော့ရီဝမ်ရင်ရဲ့အတန်ကိုကြားချင်းမှာပဲမမြင်ချင်းထွက်သွားဆိုပြီးပြောချလိုက်ပါတော့တယ်။ဘရင်ကြီးကမြတ်တော်ရှသွားတဲ့အကြောင်းအဆောင်တွေကလည်းရီဝမ်ရင်ကိုဆွဲထုတ်ကြချိန်မှာတော့ရီဝမ်ရင်ကသူမရဲ့အသက်ကိုချမ်းသာပေးဖို့ဘရင်ကြီးကိုတောင်းပန်ရှာပါတယ်။ဒါကြောင့်ဘရင်ကြီးလည်းဒီမိန်းကလေးကိုငါကိုတော့ကွန်မြတ်လိုက်တင်လားလို့အဆောင်တွေကိုလှမ်းမိတဲ့အခါမှာတော့ရီဝမ်ရင်လည်းအကရေတပါးဘာကြောင့်အဆောင်တွေရဲ့အကြံဉာဏ်ကိုတောင်းရတာလဲဆိုပြီးတန်တရားဝင်သွားပါတော့တယ်။နောက်တော့ဘရင်ကြီးလည်းစိတ်လျှော့လိုက်ပြီးရီဝမ်ရင်ကိုဒီတညတာအတွက်သူ့စီမှာခါစားဖို့ခေါ်ထားလိုက်ပါတယ်။အဆောင်တွေအားလုံးထွက်သွားကြတဲ့အချိန်မှာတော့ဘရင်ကြီးရဲ့တလုံးတော်ကိုကွယ်ထားတဲ့လိုက်ကာလေးတွေကတလွာချင်းစီပွင့်လာခဲ့ပါတယ်။ဗီလိန်ဇက်ကောင်နဲ့မလိုက်အောင်ရုပ်ချောလုံးနေတဲ့ဘရင်ကြီးကိုတွေးလိုက်ရတဲ့အခါမှာတော့ရီဝမ်ရင်တယောက်ပါဇက်အဟောင်းသားနဲ့မှင်တက်သွားခဲ့ရပါတယ်။အဲဒီချိန်ဘရင်ကြီးကရီဝမ်ရင်ကိုဟေးနင်းလို့ခေါ်လိုက်တာကြောင့်ရီဝမ်ရင်လည်းဒုတိယမိမှင်တက်သွားရပြန်ပါတယ်။ဘာလို့ဆိုဟေးနင်းဆိုတဲ့အတုံးတော်ကရှေးခေတ်အတုံးတော်မဟုတ်ပဲခေတ်ပေါ်စကားလုံးဖြစ်နေလို့ပါပဲ။အဲဒါကြောင့်ရီဝမ်ရင်ကဘရင်ကြီးကိုစမ်းသပ်ကြည့်ဖို့အတွက် How are you ဆိုပြီးအင်္ဂလိပ်လိုမေးကြည့်လိုက်ပါတယ်။ဒီချိန်မှာတော့ဘရင်ကြီးခင်ဗျဝမ်းတာလုံးလို့မျက်ရည်တွေတောင်ဝဲသွားပြီးစိတ်ကူးထဲမှာမီးရှူးမီးပန်းတွေထားပေါက်ကုန်มาတော့တယ်။အမှန်တော့ဘရင်ကြီးကလည်းဝမ်ချွေော်ခေါ်ရီဝမ်ရင်လိုပဲခေတ်ပေါ်ကနေဝတ္ထုတွေကိုရောက်လာသူဖြစ်နေခဲ့တာကြောင့် Fine, thank you, and you ဆိုပြီးရီဝမ်ရင်ကိုပြန်ပြောလိုက်ပါတယ်။လုံးနဲ့ပဲဘရင်ကြီးနဲ့ရီဝမ်ရင်တို့နှစ်ယောက်လုံးကသူတို့အချင်းချင်းဝတ္ထုတွေကိုမတော်တဆရောက်လာကြသူတွေဆိုတာကိုသိသွားခဲ့ကြပါတော့တယ်။ဘရင်ကဆိုဘရင်ကြီးကကိုလုတ်တော်တွေကိုအမြဲတမ်းစိတ်တိုင်းမချဖြစ်ပြီးစူပူနှင်ထုတ်တတ်ပေမဲ့အခုညမှာတော့ရီဝမ်ရင်နဲ့ထူးထူးဆန်းဆန်းအဆင်ပြေနေတဲ့အတွက်အစီကံကြီးအန်ကုံအောင်တောင်အံ့ဩနေခဲ့ရပါတယ်။တပတ်မှာတော့ဘရင်ကြီးရှားကိုတန့်ခေါ်ကျန်းဆန်နဲ့ကိုလုတ်တော်ရီဝမ်ရင်ခေါ်ဝမ်ချွေော်တို့ကအချင်းချင်းမိတ်ဖွဲ့ပြီးဝတ္ထုတွေကိုဘယ်လိုဘယ်ပုံရောက်လာခဲ့ကြောင်းအပြန်အလှန်ပြောနေကြပါတယ်။ကျန်းဆန်ကအားလည်းရအပန်းပြေကြီးထွက်နေတော့သူဖုန်းထဲကိုဝတ္ထုနဲ့ပတ်သက်တဲ့သတိပေးစာဝင်လာတဲ့အချိန်ရုတ်တရက်ကြီးဒီလောကထဲကိုရောက်လာတာဖြစ်ကြောင်းပြောပြပါတယ်။နောက်ပြီးသူရောက်နေတာကအပြင်လောကမှာဆိုရင်2 နာရီလောက်ပဲရှိသေးပေမဲ့အချိန်ဆောင်ဝန်းမတူညီတဲ့ဝတ္ထုဇာတ်လမ်းထဲမှာတော့ကျန်းဆန်တယောက်ခေါင်းကိုက်ဝေနာခံစားနေရတဲ့ဘရင်ရှားကိုတန်ပွားနဲ့နှစ်တော်ကြောင်နေခဲ့ပြီးပြီဖြစ်ပါတယ်။လုံနဲ့နှစ်ယောက်သားဝတ္ထုဇာတ်လမ်းအကြောင်းဆက်ပြောကြရင်ကနေအဆုံးသတ်မှာဘရင်ကြီးကလူမုံများတဲ့ပုံကိုအနေနဲ့အသက်ခံရမှာဖြစ်ပြီးရီဝမ်ရင်ကလည်းဘရင်ကြီးနဲ့အတူမြေမျိုးခံရမှာဖြစ်ကြောင်းစဉ်းစားမိသွားကြပါတယ်။အဲဒါကြောင့်ဘရင်ကြီးနဲ့ရီဝမ်ရင်တို့နှစ်ယောက်အတူပူးပေါင်းပြီးဇာတ်လမ်းကိုပြင်ဆင်ကြမယ်လို့ဆုံးဖြတ်လိုက်ခါသူတို့လိုဝတ္ထုတွေရောက်လာတဲ့အခြားသူတွေကိုလည်းလိုက်ရှာကြမယ်လို့တန်တိတ်တန်ချလိုက်ပါတယ်။လုံနဲ့ဘရင်ကြီးကရီဝမ်ရင်ကိုညာတွင်ချင်းမဲ့ကိုလုတ်တော်ယာရုကနေမိဖုရားယာရုအနှင်းလိုက်ပြီးသူနဲ့အနီးကပ်နေလို့ရအောင်စီစဉ်ပေးလိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ရီဝမ်ရင်စီကိုအစီကံကြီးအန်ကုံရောက်လာပြီးလာမယ့်2 ရက်အတွင်းမှာကျင်းပမယ်နန်းတွင်စားတောက်ပွဲကြီးအကြောင်းပြောပြပါတယ်။ပွဲတော်အစီအစဉ်တွေကိုတော့ရီဝမ်ရင်စိတ်တိုင်းကြလောက်ကြမှာဖြစ်တဲ့အတွက်ရီဝမ်ရင်လည်းသူမကြိုတင်အစီအစဉ်ရေးဆွဲထားတဲ့စာရွက်ကိုအန်ကုံကိုပေးလိုက်ပါတယ်။တကယ်တော့ဘရင်ကြီးနဲ့ရီဝမ်ရင်တို့ကသူတို့လိုဝတ္ထုတွေရောက်လာတဲ့အခြားလူတွေရှိမရှိသိအောင်စားတောက်ပွဲကြီးကိုတမင်တကာကျင်းပလိုက်တာပါ။ပွဲတော်နေ့ရောက်တော့ကိုလုတ်တော်တွေနဲ့မိဖုရားတွေတီးတီးကသူတို့နာမည်ရေးထိုးထားရက်တောင်လေးကိုကင်ပြီးဘရင်ကြီးကိုစောင့်နေကြပါတယ်။
ဒါကလည်းဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့ရဲ့အစီအစဉ်တွေတခုဖြစ်ပြီးကိုလုတ်တော်တွေမိဖုရားတွေရဲ့နာမည်တွေကိုအထူးတလဲတွားမေးစရာမလိုအောင်ပရိုကြကြစီစဉ်လိုက်တာဖြစ်ပါတယ်။အခြားကိုလုတ်တော်နဲ့မိဖုရားတွေကညာတွင်ချင်းမိဖုရားမြောက်ခံလိုက်ရတဲ့ယူဝိုင်ရဲ့အကြောင်းကိုအတင်းပြောကြရင်မနာလိုဖြစ်နေကြပေမဲ့စိတ်ထားကောင်းတဲ့ဇက်လိုက်မင်းသမီးလေးကိုလုတ်တော်ရှက်ယုံအားကတော့အေးအေးဆေးဆေးပဲထိုင်နေပါတယ်။လုံနဲ့ဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့ရောက်လာကြချိန်မှာတော့စားတောက်ပွဲကြီးကိုစတင်ကျင်းပလိုက်ပြီးသူတို့ရဲ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ပါတော့တယ်။ဘီရင်ကြီးကသူတို့လိုပဲဝတ္ထုတဲ့ရောက်လာသူရှိမရှိသိအောင်မိဖုရားတွေအားလုံးကိုကြပြရေးခိုင်းပြီးပထမအကြိမ်စစ်ဆေးကြည့်ပါတယ်။အဲ့ဒီခါမိဖုရားအားလုံးကစုတ်တန်တဲ့မြင်ရည်ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေတဲ့အပြင်ရှေးခေတ်စလုံးတွေကိုလည်းစုတ်ချက်မှန်မှန်ဆွဲနိုင်ကြတာကြောင့်ရှာလို့မတွေ့ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဒုတိယစမ်းသပ်မှုအနေနဲ့ဘီရင်ကြီးကမိဖုရားတွေကိုပကြီးထပ်ဆွဲခိုင်းလိုက်တဲ့အခါမှာတော့ဇက်လိုက်မင်းသမီးလေးကိုလုတ်တော်ရှက်ဝင်အားရဲ့ပကြီးကခစ်ဆန်နေတာကိုတတိထားမိသွားပါတယ်။ပိုသေးကြတော့အောင်ဘီရင်ကြီးလည်းရှက်ဝင်အားကိုတူရီယာတစ်ခုတီးခိုင်းပြီးတချင်းဆိုပြခိုင်းလိုက်တဲ့အခါမှာတော့ရှက်ဝင်အားကရှေးခေတ်တူရီယာကိုခစ်ပေါ်ကတာလိုကင်ပြီးခစ်ပေါ်တချင်းတစ်ပုတ်ဆိုပြလာပါတယ်။ဒါကြောင့်ဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့လည်းဝတ္ထုထဲမှာဇက်လိုက်မင်းသမီးဖြစ်တဲ့ကိုလုတ်တော်လေးရှက်ဝင်အားကသူတို့လိုဒီဝတ္ထုထဲကိုမတော်တဆရောက်လာတဲ့သူဆိုတာကိုသိလိုက်ရပါတော့တယ်။နောက်တော့ဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့ကသူတို့လည်းဝတ္ထုထဲကိုရောက်လာသူတွေပဲဆိုပြီးရှက်ဝင်အားကိုအချက်ပြဖို့လုပ်နေချိန်မှာပဲအန်ရှိဆန်မင်းသားတွန်ရောက်လာတဲ့အတွက်အချက်မပြလိုက်ရပါဘူး။တွန်းရတော့ဝတ္ထုအရဆိုရင်ကိုလုတ်တော်လေးရှဲအောင်ကိုဖီလင်းနေဖြစ်တဲ့ဘီရင်ကြီးရှောက်ကိုတန်းတဲ့ယူဝိုင်ရင်တို့လက်ကနေကဲတင်ပေးမယ်ဇက်လိုက်မင်းသားလေးဖြစ်ပါတယ်။ဒါပေမဲ့မင်းသားတွန်းကဘီရင်ကြီးတို့လိုမျိုးဝတ္ထုတွေကိုမတော်တဆရောက်လာသူဖြစ်နေမလားဆိုတာကတော့တဲ့ပြီးမသေးချာလှပါဘူး။တပတ်မှလည်းကိုလုတ်တော်လေးရှဲအောင်ကဝတ္ထုကိုတေချာဖတ်ဖို့သူဖြစ်ပြီးသူ့ကိုယ်သူဇက်လိုက်မင်းသမီးလေးလိုပဲခံယူထားပါတယ်။နောက်ပြီးရှဲအောင်ကဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့ကိုသူမလိုမျိုးဝတ္ထုတွေရောက်လာသူတွေမှမသိတဲ့အတွက်ဖီလင်းနေအဖြစ်ပဲသတ်မှတ်ထားပါတယ်။နောက်ပဲရောက်တဲ့အခါမှာလည်းရှဲအောင်ကဘီရင်ကြီးနဲ့ယူဝိုင်ရင်တို့အကြောင်းစဉ်းစားရင်းနဲ့ပဲအချိန်ကုန်နေပါတယ်။ဝတ္ထုအရဆိုရင်ရီဝိုင်ဟာလွန်ခဲ့တဲ့3-4ရက်လောက်ကတည်းကဘင်းအမျက်တော်ရှာပြီးထောင်နှန်းဆန်နေရပြီဖြစ်ပေမဲ့အခုတော့မိဖုရားယာတို့ပါယာသွားတဲ့အတွက်ရှက်ယုံအားစဉ်းစားရခံနေပါတယ်။ဒါပေမဲ့လည်းသူမဝတ္ထုတွေကိုရောက်လာလို့ဇလန်အနေငယ်ပြောင်းသွားတာနေမှာပါလို့ပဲရှက်ယုံအားကတွေးထားလိုက်ပါတယ်။တပတ်မှာတော့ဘရင်ကြီးနဲ့ရီဝိုင်တို့ကဟော့ပေါ့တွေလှုပ်ဆိုင်ရင်ရှေ့ဆက်ရမယ့်အစီအစဉ်တွေအကြောင်းတိုင်ပင်နေကြပါတယ်။ရီဝိုင်ကသူတို့လှုပ်ခဲ့တဲ့စမ်းသပ်ချက်တွေအရရှက်ယုံအားဟာတေချာပဝတ္ထုတွေကိုရောက်လာသူဖြစ်တဲ့အတွက်ရှက်ယုံအားနဲ့တွားတွေ့ဖို့စီစဉ်ပါတယ်။ဒါပေမဲ့ရှဲယုံအားကသူမကိုရန်သူတယောက်လိုပဲတတ်မှတ်ထားတဲ့အတွက်ရီဝိုင်ရဲ့အနေနဲ့ရှဲယုံအားအနာကိုချင်းကပ်ဖို့အတော်လေးကြိုးစားရမှာပါမင်းသားတွန်းကတော့ဝတ္ထုတွေကိုရောက်လာသူဟုတ်လားမဟုတ်လားဆိုတာမသိကြတဲ့အတွက်တွန်းနဲ့ပတ်သက်ပြီးဘီရင်ကြီးတို့အကြက်ရိုက်နေကြပါတယ်ဘီရင်ကြီးနဲ့မင်းသားတွန်းတို့ကဖေတူမေခွဲညီကိုဖြစ်ကြပြီးတွန်းရဲ့အမေကိုဘီရင်ကြီးရဲ့အမေကတတ်ခဲ့တာဖြစ်ပါတယ်နောက်ပြီးမင်းသားတွန်းကဘီရင်ကြီးရဲ့ကစားပေါ်အနေနဲ့လည်းကလေးဘွားကလေးကအတုံးတော်ခံရတဲ့အပြင်နီလန်မျိုးစုံနဲ့အဆက်ခွဲခံခဲ့ရတာကြောင့်ဘီရင်ကြီးကိုတေလောင်းအောင်မုန်းနေခဲ့တာပါမင်းသားတွန်းကိုချင်းကပ်ဖို့မလွယ်ကူအကြောင်းဘီရင်ကြီးလည်းတွန်းရဲ့တိုင်ပင်ခံအမတ်ဖြစ်တဲ့ရှီအောင်နဲ့ပဲတွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှီအောင်ကမင်းသားတွန်းဘက်မှာရက်တည်နေသူဖြစ်ပြီးညံရီထက်မြက်တဲ့အပြင်အရေးချင်းလည်းရှိသူဖြစ်ပါတယ်ဒါပေမဲ့တစ်ချိန်လုံးကရှီအောင်ရဲ့အဖေကိုဘီရင်ကြီးကဘေးလူတွေရဲ့တွေးထိုးစကားလေးတစ်ခွန်းကြောင့်အထင်လွဲပြီးနေနေနံပေးခဲ့ပူပါတယ်အဲ့ဒီကိစ္စနဲ့ပဲရှီအောင်ကဘီရင်ကြီးကိုမကြေမနက်ဖြစ်ပြီးမင်းသားတွန်းဘက်မှာရက်တည်သွားခဲ့တာဖြစ်ပါတယ်ခုလက်ရှိမှာတော့ဘီရင်ကြီးကရှီအောင်ကိုရအောင်ချင်းကပ်ပြီးသူတို့ဘက်ပြန်ပါလာအောင်လုပ်ဖို့စီစဉ်ထားလိုက်ပါတယ်ဒါကြောင့်နောက်နေ့မနက်မှာပဲဘီရင်ကြီးနဲ့ရီဝိုင်ရင်တို့ကရှီအောင်နဲ့ရှဲယုံအားတို့ကိုတွားတွေ့ကြဖို့အတွက်ကြက်တီအပေါင်းနဲ့ပြည့်စုံနေအောင်ဝန်စားလာကြပြီးနန်းတော်အပြင်ကိုအတူတူထွက်လာကြရင်းနဲ့ပဲဇလန်းလေးကလည်းဒီနေရာမှာတင်တခန်းရက်သွားခဲ့ပါတော့တယ်